ကျွန်တော်အခုကစားပြမယ့်ကစားနည်းကတော့ Lane Tricep Extension ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့အလေးလုံးနဲ့ဖြစ်စေရေတံဘူးနဲ့ဖြစ်စေကစားလို့ရပါတယ်ရေတံဘူးကိုကျွန်တော်တို့ကင်ပြီးတော့လှဲအိတ်လိုက်ပါမယ်ကျန်းပြင်မှာလှဲအိတ်ပြီးတော့ရင်လက်ကိုစန့်နေအောင်ဖြောင်းထားလိုက်ပါမယ်ပြီးရင်လက်မောင်းကိုနည်းနည်းလေးအနောက်ကိုခြိုင်ထားလိုက်ပါမယ်အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ရဲ့တထောင်ကိုကွေးပြီးတော့ရေတံဘူးတောင်မို့အလေးလုံးကိုလက်ထင်ဘေးနားလောက်ထိရောက်တဲ့အထိကွေးချရအောင်မယ်ပြီးရင်ပြန်ဆန့်ကျင်ပါအဲ့ဒီအတိုင်းကစားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီလိုမျိုးကွေးပြီးပြန်ဆန့်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီလက်မောင်းအနောက်မှာဆယ်ချိန်ကိုထိရောက်စေတာပဲဖြစ်ပါတယ်အဲ့ဒီအတိုင်းဆယ်ချိန်ကနေ12ချိန်3ကြော့ကစားရပါမယ်ကျွန်တော်ကစားပြပါမယ်